မင်္ဂလာပါကျွန်တော်အမောင်ကဲပါကျွန်တော်တို့လူဖြစ်လာတဲ့အခါလူမတိလက်စားတွေကမိဘကအရင်ဦးဆုံးလက်ဦးဆရာမမတို့စားမမတို့အတော်မမတို့အတွေးမမတို့စသဖြင့်အမှားရင်းမရှိဘူးကိုဂရုစိုက်ခဲ့ကြတယ်ခါဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အခါကျွန်တော်တို့တွေကမှားယွင်းမှုဖြစ်မှာလူတိုင်းကမလို့ကြင်ကြအမှားယွင်းဆိုတော့မနစ်သက်ကြဒါပေမဲ့တစ်ဖက်မှာလူပဲကွာအမှားနဲ့ပဲကင်းမလဲဆိုတဲ့စကားအဲ့ဒီစကားကိုတလောကလုံးက officially အတိအမှတ်ပြုလက်ခံထားကြရတဲ့အခြေအနေထိလဲလူတိုင်းကအမှားနဲ့မကင်းကြပြန်ဆိုတော့တကယ်တော့ဒီစကြဝဠာကြီးမှာ logic တစ်ခုရှိတအားရိုးရှင်းတဲ့အရာတွေကခက်ခဲနည်းနည်းလူတွေအတွက်ရိုးရှင်းတယ်လည်းပြောသေးတယ်ဘာလို့ခက်ခဲရလူတွေကမရိုးရှင်းချင်လို့ရိုးရှင်းပါဆိုတော့ကျွန်တော်မှာဘယ်တော့မှမမှားတဲ့လူဖြစ်နေရှိ 100% perfect အဖြစ်ဆုံးသိကြတယ်ဘယ်တော့မှမမှားဒါပေမဲ့တအားရိုးရှင်းတယ်အဲ့အတွက်ထောင်းတယ်လေခက်ရင်ခက်နေလေအဲ့ခက်ရင်လည်းခက်ပြီကွာဆိုတဲ့တတိရှိရင်ဘဝမှာတစ်စက္ကန့်မမှားပဲလူတိုင်းမှားရင်မှုနဲ့ကင်းကင်းရှင်းရှင်းကြီးအသက်ရှင်သွားလို့ရတယ်ကိုကြောက်မှားတဲ့အမှားမရှိဘူးပါလေပြောပြยังရှိဘူးလုံးလာတဲ့ရေးကြည့်ရဲ့ยังရှိဘူးပဲလုံးလုံးခံစားရသမျှအားလုံးလေတူပဲခံစားချက်ဆိုတာအသက်ဝိညာဉ်ရဲ့လမ်းပြရေပုံပဲလုံးလာတော့လိုက်လုံးမသွားတော့မရှိဘူးပဲထင်ရင်လူကိုဖျားပေးတဲ့ဝိညာဉ်နေတဲ့ဒီနှလုံးသားကြောင့်မှသွားတာမရှိဘူးပဲတေးကြတယ်တေးကြတယ်ဒုက္ခနဲ့ကြုံလေကြုံနေတဲ့ရှုံးနဲ့ကြုံလေပဲတိတ်ခါရှိတယ်မရှိဘူးပဲလိုလိုခံစားရသမျှအားလုံးလည်းအတူတူပဲခံစားချက်ဆိုတာတဲ့ဝိညာဉ်ရဲ့လမ်းကြောင်းရေပုံပဲလုံးလုံးလုံးလိုက်လို့မသွားတော့မရှိဘူးဟဲ့ထင်မြင်ချက်တို့ကအတူမို့သာမလို့ဆွဆွဲလူကိုဖျားပေးတဲ့ဝိညာဉ်ရှိတဲ့ဒီနှလုံးသားနောက်လိုက်လို့မသွားတော့လုံးဝမရှိဘူးပဲ
ပေါ်ရင်အမတ်တမတ်နဲ့ဆိုရင်ဥပမာခံစားချက်ကအရေးမကြီးဘူးခံစားချက်ကိုဦးစားမပေးဘူးအဲ့လိုမျိုးတွေနှလုံးသားနှလုံးသားနဲ့ဆုံးဖြတ်လို့မရဘူးဖြစ်တင်တာတဲ့ဖြစ်ချင်တာတဲ့ဖြစ်တင်တာကိုရွေးရမယ်စသဖြင့်ကျွန်တော်တို့ငယ်ငယ်လေးကဖန်တရားတရားစိတ်ထဲမှာဆွေးမြဲမှတ်မိနေတဲ့စကားတွေလူတိုင်းသိတဲ့စကားတွေတကယ်တော့အဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်းရာချီနှစ်ပေါင်းရာထောင်ကျော်လောက်ထဲက manipulate tactic brainwash လုပ်ခံထားတဲ့အယူဆတွေးခေါ်စကားစိတ် toxic အဲ့ဒီရှင်လေခံစားချက်အဲ့ဒီရှင်ကခံစားချက်ကိုဦးစားမပေးခင်ကျွန်တော်တို့ခင်ဗျားတို့အဲ့ရက်စစ်မီဒီတွေနဲ့နေရမှာမဟုတ်အဲ့ဒီရှင်တော့ passion သူ့အလုပ်မှာသူ passionate ဖြစ်တယ်လို့ကြောက်စရာကြီးအဲ့ဒီရှင်ရဲ့ passionate ဖြစ်မှုစိတ်တင်းပြမှုအဲ့ဒါနှလုံးသားလား consciousness ကြောင့်ဖြစ်တာမဟုတ် heart ကြောင့်စိတ်ဝိညာဉ်ကြောင့်မဟုတ်အသက်ဝိညာဉ်ကြောင့်ကျွန်တော်တို့ရဲ့ spirit လူတိုင်းမှာမွေးရပါလာတဲ့ spirit ကဘောအတွက်လမ်းပြမြေပုံမဲ့ကိုယ့်ရဲ့ destination ကိုယ့်ရဲ့ destiny ကိုယ့်ရဲ့ကံကြမ္မာညွှန်ပြနေကျောင်းဘာသာရေးပြောနေတာမဟုတ်ဘူးကျောင်းဘာသာရေးစိတ်ဝင်စားဖျားဘာသာရေးနဲ့မဆိုင် no အဲ့လိုပြဆိုတော့ကျွန်တော်တို့ဖျား spirit ပေးတာလုံးသားတဲ့ energy တစ်ခုပေါ့နော် language တစ်ခုအနေနဲ့ language တစ်ခုအနေနဲ့ transform လုပ်လိုက်တဲ့အခါ spirit တို့ဘာလို့ခေါ်ဝေါ်တဲ့အခေါ်ဝေါ်တွေဖြစ်လာတကယ်ကတော့ actually quantum physics quantum field is teacher analysis လုပ်ကြည့်ဒါက energy တစ်ခုနှလုံးခုန်တာအဲ့ဒီ energy ရက်သွားရင်တက်မရှိဘူးအဲ့ဒါနှလုံးထက်ရေးကြည့်ရတယ်ဘာမှမရှိဘူးကျွန်တော်တို့အုံနောက်ထဲမှာ neuron cell billion ရှိ billion ချီရှိ heart မှာ neuron cell 4000ပဲရှိဒါပေမဲ့ heart ကနှလုံးဒီနှလုံးထဲမှာရှိတဲ့ neuron cell 4000ကထွက်လို့တဲ့ magnetic field တန်လိုက်ဆက်ကွင်း R ကဒီ billion ချီရှိတဲ့ neuron cell တွေတဲ့ 20,000 times stronger than brain အုံနောက်ကထုတ်လို့တဲ့တန်လိုက်ဆက်ကွင်းဟိုပါပေါ့ frequency တဲ့ energy တဲ့အစနှစ်တောင်းပူအားကောင်းဒီ4000နဲ့ heart ကဒီလိုပြမျက်လုံးကကြည့်တဲ့အလုပ်ကိုလုပ်တယ်ကြည့်လိုက်တယ်မျက်လုံးနဲ့မြင်တဲ့အလုပ်ကို heart ကလုပ်တယ်နားကနားထောင်တဲ့အလုပ်ကိုလုပ်တယ်နားထောင်ကြားတဲ့အလုပ်ကို heart ကကြားတယ်ဘာဆိုတော့ဆုံးဖြတ်တယ် heart ထဲမှာရှိတဲ့ neuron cell 4000ကတအားအရေးကြီးတဲ့ကိစ္စတွေသူက decision တကယ်အဆုံးဖြတ်ပြီးဆိုတော့ heart ကအရင်စမ်းကြည့်အရင်တကယ် mystery ပဲတကယ်လေနဲ့နေလုံးခြေပြန့်လုံးအဲ့လိုတွေမထင်ပါနဲ့တအားရိုးရှင်းတာပါခံစားချက်တိုင်းနေလိုက်ဆိုတော့ဘယ်တော့မှမသိကြပါဘူးဒုက္ခတွေကြုံနေတယ်ချိုးတယ်ဒုက္ခမရောက်နေလို့ခက်ခဲဒုက္ခမရှိတဲ့ human ဒီကမ္ဘာမှာရှိမှမရှိဘူးတကယ်တော့ခက်ခဲလို့သုံးလို့ရင်အဲ့လိုသုံးလုံးနေတာကြောင့်အခက်ခဲဖြစ်နေအခက်ခဲညီများချင်းကမလွယ်ကူမှုဗျာဆိုတော့ဒီကိစ္စမလွယ်ကူလို့သုံးကြည့်အခက်ခဲဆိုတဲ့စကားကိုဘန်းလောက်လိုက်
ကျွန်တော်တို့ဟို Apple company ကထုတ်တဲ့ Apple brand တွေပေါ့နော် Apple device တွေအားလုံးက virus ကိုမသိဘူးအဲ့လိုကျွန်တော်တို့လူတွေကလည်းအဲ့အခက်ခဲ difficulty ဆိုတဲ့စကားကို ban လုပ်လိုက်လို့ရတယ်ကျွန်တော်တို့စိတ်ထဲမှာအဲ့ဒီစကားလုံးမရှိတော့ဘူးဆိုရင်အဲ့ဒါမရှိတော့ဘူးဒါရွှေရှင်းတယ်မလွယ်ကူမှုလို့ဒီကိစ္စမလွယ်ဘူးကွာလို့သုံးလုံးကြည့်အခက်ခဲအခက်တွေဟာအဲ့ရတာလို့ပြောတာ ਨੇ လူတွေကအဲ့ဒါသိကြပြီခင်ဗျာအဲ့အခက်ခဲမကြုံနိုင်တော့မလွယ်ဘူးကွာလို့မလွယ်တာမှလှုပ်ရှင်တာလူတွေရဲ့ဇလူတွေရဲ့စိတ်ပို့ပြီးတော့မှ motivational ဖြစ်သေးတယ်ကိုယ့်ရဲ့ passionate ဖြစ်မှုကိုပို့ဒါအားပေးတဲ့အတုံးလို့မလွယ်ဘူးဆိုဥပမာကဟိုယောက်ျားလေးတွေကမာနကြီးတယ်မလွယ်ရဲဆိုအနေစားကငါရအောင်လိုက်ပြဆိုတဲ့အကွက်လေးမြင်တောင်ပြတာဗျအဲ့လိုမျိုးမလွယ်ကူတော့ပို့လို့ချင်လူတွေကတဘာဝပဲတတိအဲ့ဒါတကယ်တမ်း courage ကဒီထဲမှာရှိတယ် power will power လောကမှာအားအကြီးဆုံးက mind လို့ပြောတယ်ဟုတ်အဲ့ mind ကအခုနကကျွန်တော်ပြောအဲ့ mind က billion ချီတဲ့ neuron cell တွေနဲ့အလုပ်လုပ်တာဗျာဒီကောင်က4000နဲ့အလုပ်လုပ်တာဒါပေမဲ့ဒီကောင်ထက် 20,000 time ပိုပြီး strong ဖြစ်တယ်ဆိုတော့အားအကြီးဆုံးကဒါပဲနှလုံးသားပြီးတော့သူကဘာဆိုးကျိုးမှမရှိဘေးထွက်ဆိုးကျိုးမရှိဘာဆိုးကျိုးမှမပေးတေးကြရတယ်ဗျာဒီနေ့23ရက်3လ2025နေ့လယ်ပိုင်း acoustic soup ကတော့ဒီလောက်ပါပဲဒါကျွန်တော်18ရက် March ဒီလောက်ပေါ့နော်18ရက်3လ2025မှာရေးတဲ့ချင်းလေးပါ title ကဘယ်တော့မှမမှားဘူးခံစားရဆိုရစိတ်ခံစားရဆိုရတဲ့ဝိညာဉ်ရဲ့လမ်းပြရေကုန်မဲရှောင်းပြီးဆိုစေလူကိုဖျားပေးတဲ့တဝင်းရနေတဲ့ဒီနှလုံးသားချမ်းသာတော့လုံးဝမရှိဘူးခွဲတေးကြတယ်တေးကြပါလေ